ဒီမှာအန်တူရွာပြန်ရောက်လာပြီကွာဟမ်ဟုတ်လားမင်းကတေချာရဲ့လားကွာတေချာတော့ငါကောင်ရငါမျက်လုံးနဲ့မြင်ခဲ့တာချိုးချောင်းလေးပြောပါအောင်ဟာဘာတွေထူးတာတွေ့ခဲ့လို့လဲဘာမထူးတွေ့မနေနဲ့သူ့အကြောင်းလဲမင်းမနေနဲ့ဟာမဟုတ်ဘူးကွာဒီတစ်ခါရွာပြန်လာတာထူးကိုထူးစားနေဘာထူးစားလို့လဲကွာဟာဒီလိုကွာမင်းတီအောင်ငါပြောပြမယ်လူတော့ထူးတယ်သူ့ရဲ့ဘေးမှာစော်လေးတစ်ပွေနဲ့ပုံစံကခတ်ဟော့ပဲငါကြားတာသူ့ညီမလေးဆိုပဲပြီးတော့ဒီကောက်စီမှာကြောက်အကြည့်တလုံးတွေ့တယ်အေဂါနဲ့မဟုတ်မှတော့ရောကြောက်အောင်လာတာပဲဖြစ်မယ်ဟိုးဖြစ်နိုင်တယ်ငါ့ကိုဒီကောင်ပြောဘူးတယ်ကြောက်အောင်တထေးကြီးဖြစ်မှပြန်လာမယ်လို့ပြောဘူးတယ်တက်ဖျားတွေပါတွေမိပြီးတော့များပြန်လာတာလားသူဟိုမှာမနေချင်တော့လို့လက်လျှော့ပြီးများပြန်လာတာလားဖက်ကမှာကြောက်သွားတူတိုင်းကြောက်အောင်တယ်လို့သူပြောလဲခေါင်းသုံးဆိုချိုးမဲထိုးမစင်းစားနဲ့ငါတို့ငပေါ်ရဲ့ဒီကောင်ကြီးကြောက်အောင်လာတယ်ပဲထားပါအောင်ဆိုဒီကြောက်ကတန်ဖိုးကြီးတယ်လို့ပဲထားပါအောင်ဆိုဒါဆိုရင်ဘာလို့ဟိုမှာမရောင်းနဲ့လဲတီးဦးလေဒီကြောက်ကိုဘာလို့ရွာထိတဲ့လာလဲတီးဦးလေတကယ်လို့ကြောက်အောင်လာတာဆိုရင်ရောကြောက်ကြီးရလဲမာမဲပုံကြီးဩကြောက်ပါလို့မမာလာပေါ့ဟာအေးလေမင်းဒီလောက်တော့300လားကွာဒီကိစ္စအောင်ငါကိုယ်တိုင်ပဲဖော်ထုတ်ရမယ်နီလန်ကောင်းတွေဘာတွေရဖို့ခေါင်းရည်တစ်မျိုးလောက်ချွယ်လို့နီလန်ကောင်းတွေသုံးမှလဲဘလို့ကင်တွေ့ပြီးဖော်ထုတ်မှလဲငါ့ကိုပြောပြလေဘယ်ပြောမလဲငါ့ကိုပြောပြပါမပြောဘူးငါ့ကိုပြောပြလေဘယ်ပြောမလဲငါ့ကိုပြောပြပါမပြောပါဘူးဆိုကွာငါကိုတကြီးခေါ်လာတာနော်အောင်ကျော်အမထားတာမင်းနဲ့နော်အောင်ကျော်အေးပါကွာတန်ဖို့ရှိမရှိတခါတည်းဆုံးဖြတ်ပေးအရေးသွေးရှိမရှိတခါတည်းသုံးသက်ပေးဟာကြောက်ပွဲစားပါတာကြီးဟာမင်းတလန်းလုံးဒါပဲပြောတာနားကြီးတယ်ကွာဒါအမြန်ရောက်သွားမကွာဟိုရောက်မှမင်းကိုလုံနေတက်တယ်မြန်ပြမကွာအန်ထူအကိုကြီးအန်ထူအိမ်ထဲမှာခမရရှိလားရှိရင်ကြောက်ကိုပြန်ထူအန်ထူအကိုကြီးအန်ထူအိမ်ထဲမှာခမရရှိလားရှိရင်ကြောက်ကိုပြန်ထူဟာကြောက်ပွဲစားရင်မတွေ့တာတော့ကြာပြီဗျာချင်းနေတွေဘာတွေထူလဲရွာပြက်ရောက်လာကြာပြီလားမနေ့ကပဲပြောတယ်ဗျာအိမ်ပေါ်ကိုလာခဲ့ကြရင်နေကြမ်းလေးဘာလေးတောက်ရင်ခုလာတာဘာကိစ္စဘာကိစ္စဖြစ်ရမှာလဲအောင်ကျော်ကကြောက်ပွဲစားလीကြောက်ပွဲစားအိမ်ကိုလာတော့ကြောက်ဝယ်ဖို့ပဲမဟုတ်ဘူးလားဟေးလေဘိုးတော်ကျော်ကမိလာ ਈ လားအန်ထူးမှာကြောက်ကောင်းကြောက်တက်ပါမလားလို့လဲလာတာအိုးကြောက်ပွဲစားနဲ့ကြောက်သူမနဲ့တွေ့ကြပြီဟေးခဏလေးကိုငါခေါ်ပေးမယ်အန်ထူးဟေးအန်ထူးမင်းကဟောဒီကကြောက်ပွဲစားအောင်တော့ကြည့်ကြလို့တဲ့ဈေးနဲ့တခါတည်းရောင်းလိုက်စားပါကွာဟုတ်ကဲ့အဖကျော်လာပြီဒီမဲ့ဒီကြောက်ပဲကွာတစ်ချက်လောက်တော့ရှိုးကြည့်စမ်းပါပေးပညာထက်အောက်ပဲလေရီလေတဲ့ကြောက်စီကြီးဗျာကဲမှန်းစမ်းကျုပ်စီကြည့်မယ်ဟောဒီမီလေးနဲ့တစ်ချက်လောက်ကျုပ်တောက်ကြည့်မယ်နဲဟာကြီးလားဘာတော့ဟာနဲဟာကြီးလားဟောဒီမှာကြည့်ဒီကြောက်ကထောင်တယ်ကြီးပဲဘာလို့ရမှာလဲငွေဆက်ကိုထောင်တန်လေးနဲ့သိုံထောင်ချီတယ်ပြောတော့သိုံမှာထောင်ချီတဲ့ကြောင်ကွာဗျာကျုပ်ကထောင်ချီတယ်ဟုတ်လားဟဲကျမတို့တော့ချမ်းသာပြီဟဲကဲဘလို့လဲဒီကြောက်ကိုရောင်းပါလားကျုပ်ကဝယ်လဲနဲ့ချိတ်လိုက်တော့မယ်နော်မရောင်းရှင်သေးဘူးဘာလို့လဲရောင်းလိုက်ပါမရောင်းရှင်သေးဘူးရောင်းလိုက်ပါမရောင်းချင်သေးဘူးဘာလို့လဲရောင်းလိုက်ပါမရောင်းချင်သေးဘူးရောင်းလိုက်ပါဗျာဘာလို့တော့ပြောနေတယ်လေကွာကောင်းပြီဒါဆိုကျုပ်တို့ပြန်မယ် Go